ဒေါအောင်ဆန်းစုကြည်ကိုအိမ်ချုပ်ပြောင်းချုပ်လိုက်ပြီလို့သူတို့ကဆိုထားပါတယ်ဘယ်အိမ်မှာလဲဆိုတာဘာကြောင့်မပြောတာပါလဲထုံးစံဆိုလို့ရှိရင်ကိုပြောကိုပြောရမယ်အချက်ကိုဘာလို့မပြောဘဲနဲ့ဖွက်ထားတာပါလဲဘာလို့များဒီလောက်ကြီးထိမယုံမသားကြင့်ကြံရတယ်လဲဆိုတာအလွန်အံ့ဩစရာအလွန်တောင်တန်တရားဝင်စရာဖြစ်နေပါတယ်ဒေါ်အောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းတက်သေးပြပါလို့သူသား Kim Harris ကတောင်းဆိုရုံနဲ့မကဘူးနိုင်ငံတကာခေါင်းဆောင်တွေကလည်းတောင်းဆိုကြပါတယ်တရုတ်ကြီးဝန်ကြီးကလည်းမမေးဘဲတော့နေမယ်မထင်ပါဘူးအဲ့ဒါဆိုလို့ရှိရင်ဘာလို့အသက်ရှိကြောင်းသူတို့တက်သေးမပြနိုင်တာပါလဲရုပ်သေးဓာတ်ပုံတော်ဟာတက်သေးမဖြစ်နိုင်ပါဘူးအဲ့ဒီပုံကဘယ်တော့မှရိုက်ထားတယ်ဆိုတာကိုလည်းသူတို့ကလွဲပြီးတော့ဘယ်သူမှမသိနိုင်ပါဘူးဘာကြောင့်များအဲ့ဒါလို့အတိတ်ပဲမရှိတဲ့လောက်ရမျိုးကိုလုံနေတာပါလေသူတို့ဒီလိုလုပ်တဲ့အတွက်ဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိမှရှိသေးရလားဆိုတဲ့တန်တရားဟာတနေ့တခြားတိုးပွားလာနေပါတယ်ဒေါအောင်ဆန်းစုကြည်ဟာအကြောင်းတစ်ခုခုကြောင့်မတော်တဆတိမ်ပါသွားတာကိုပြည်သူလူထုသိအောင်ထုတ်ပြန်ပြောဆိုတာမျိုးမလုပ်ရဲလို့သူတို့သတင်းအမှောင်ချနေတာပါလားဒါမှမဟုတ်သူတို့ကိုယ်တိုင်ကဒေါအောင်ဆန်းစုကြည်ကိုရှင်းလင်းပြစ်လိုက်တာမျိုးကိုထုတ်ပြီးတော့မပြောဘဲနဲ့သတင်းအမှောင်ချထားတာပါလားကုလသမဂ္ဂကပြဋ္ဌာန်းတဲ့အကျဉ်းသားများအပေါ်ပြုမှုကျင့်သုံးခြင်းဆိုင်ရာအနေဆုံးစံသတ်မှတ်ချက်စီမင်းများဆိုတာရှိပါတယ်ကျွန်တော်အရင်တစ်ခါလည်းပြောဥပါတယ်အဲ့ဒါကိုပဲ Nelson Mandela စီမင်းများလို့လည်းခေါ်ပါတယ်အကျဉ်းသားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့အနေဆုံးရသင့်ရထိုက်တဲ့အရာတွေကိုစီမင်းသတ်မှတ်ထားတာပါ Nelson Mandela ကိုဂုဏ်ပြုပြီးတော့ Nelson Mandela စီမင်းများလို့နာမည်ပေးထားတာပါအဲ့ဒီ Nelson Mandela စီမင်းရဲ့အပိုက်58မှာဒီလိုဆိုထားပါတယ်လိုအပ်တဲ့စောင့်ကြည့်မှုအောက်မှာအကျဉ်းသားကိုမိသားစုဝင်တွေမိတ်ဆွေတွေနဲ့တတ်မှတ်ထားတဲ့အချိန်ကာလတွေအတွင်းမှာပုံမှန်ဆက်သွယ်ခွင့်ပြုရမယ်လို့ဆိုထားပါတယ်အဲ့ဒါလိုတွေ့ဆုံနည်းတွေထဲမှာလူကိုယ်တိုင်တွေ့ဆုံခြင်းနည်းအပြင်မှာအဆက်အသွယ်ရနိုင်တယ်ဆိုလို့ရှိရင် telecommunication နည်းနဲ့ဆက်သွယ်တာတို့ electronic နည်း digital နည်းတွေနဲ့ဆက်သွယ်တာတို့ကိုလည်းခွင့်ပြုပေးရမယ်လို့ဆိုထားပါတယ်အဲ့ဒီနိုင်ငံတကာစီးမြင့်ကိုစစ်အုပ်စုဟာလုံးဝပြောင်ပြောင်တင်းတင်းချိုးဖောက်နေပါတယ် Nelson Mandela စီးမြင့်ရဲ့အပိုက်61မှာလဲဒီလိုဆိုထားပြန်ပါတယ်အဲ့ဒီမှာဆိုထားတာကအကျဉ်းသားတွေကိုသက်ဆိုင်ရာနိုင်ငံတကာရဲ့ဥပဒေနဲ့အညီသက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေနဲ့အညီဥပဒေရာကိစ္စတွေအတွက်အကျဉ်းသားကရွေးချယ်ထားတဲ့ဥပဒေအကြံပေးဒါမှမဟုတ်ဥပဒေဆိုင်ရာအကူအညီပေးတဲ့သူနဲ့နှောင့်နှေးဆိုင်ငံ့ခြင်းမရှိကြားဖြတ်စစ်ဆေးခြင်းမရှိဥပဒေစာရွက်စာတမ်းတွေကိုစင်စာလုပ်ခြင်းမရှိဘဲနဲ့လျှို့ဝှက်မှုအပြည့်အဝနဲ့ဆွေးနွေးနိုင်အောင်တွေ့ဆုံနိုင်အောင်လုံလောက်တဲ့အခွင့်အရေးအချိန်နေရာတွေပံ့ပိုးပေးရမယ်လို့ပြောထားပါတယ်အတူတူပြောရလို့ရှိရင်တော့အကျဉ်းသားကိုရှေ့နေနဲ့လွတ်လွတ်လပ်လပ်တွေ့ခွင့်ပေးရမယ်လို့ပြောထားတာပါအဲ့ဒါလိုနိုင်ငံတကာဥပဒေတွေကိုစန့်ကျင်ချိုးဖောက်ပြီးတော့ဒေါအောင်ဆန်းစုကြည်လိုအရေးကြီးပုဂ္ဂိုလ်တယောက်ရဲ့သတင်းကိုအမှောင်ချထားပါတယ်အခုတရက်နှစ်အတွင်းမှာဒေါအောင်ဆန်းစုကြည်ရှိတဲ့အိမ်သူ့ကိုထားတဲ့အိမ်ကိုထုတ်ဖော်ကြေညာပေးတာမျိုးအဲ့ဒါတွေ့ဆုံခွင့်ပေးတာမျိုးဒါမှမဟုတ်နိုင်ငံတကာတန်တမန်တကရောက်ရောက်နဲ့တွေ့ဆုံခွင့်ပေးတာမျိုးကိုလုပ်မလားဆိုတာကိုစောင့်ကြည့်ရပါလိမ့်မယ်အကယ်၍များစစ်အုပ်စုကအဲ့ဒါလိုလှုပ်ဆောင်ချက်တစ်ခုခုကိုလုံးမပေးနိုင်ဘူးဆိုလို့ရှိရင်တော့အသက်ရှိကြောင်းတက်သေးပြပါဆိုတဲ့တောင်းဆိုလှုပ်ရှားမှုမျိုးဟာပို့ပြီးတော့ကျေပြန့်လာစရာရှိပါတယ်အဲ့ဒါလိုတောင်းဆိုတာနေများပြားလာလို့ရှိရင်နိုင်ငံတကာခေါင်းဆောင်တွေလည်းနေနိုင်မှာမဟုတ်ပါဘူးသူတို့ရဲ့တောင်းဆိုမှုတွေကလည်းပို့ပြီးတော့များပြားလာပါလိမ့်မယ်အဲ့ဒါလိုဖြစ်လာရင်စစ်အုပ်စုအနေနဲ့တခုခုတော့ထုတ်ဖော်တက်သေးပြတာမျိုးလုပ်ကိုလုပ်ရပါလိမ့်မယ်သူတို့လုပ်ရကမတရားမှုရဲ့အဆုံးစွန်သောအပိုင်းကိုရောက်နေပါပြီတိတ်ကိုလွန်လွန်ကျူးကျူးဖြစ်နေပြီဆိုတာကိုလည်းပြည်သူလူထုတရက်လုံးသိပြီးသားဖြစ်နေပါပြီအခုနိုင်ငံတကာခေါင်းဆောင်တွေလည်းတိလာကြရတော့မှာပါလူတယောက်ကိုသူတို့ဖမ်းချုပ်ထားရင်အဲ့လူရဲ့အသေးချင်းရှင်ချင်းဟာသူတို့ဖမ်းဆီးတဲ့သူရဲ့တာဝန်ပါပဲအဲ့လူရှိသေးရလားလို့မိသားစုကမေးလို့ရှိရင်အဖြေပေးရမှာကလည်းသူတို့ရဲ့တာဝန်ပါပဲစစ်ဗိုလ်တွေမို့လို့လူတွေကိုခဏခဏတတ်နေတာဟာမဆမ်းဘူးလို့သူတို့ထင်ကြပါလိမ့်မယ်ဒါပေမဲ့စစ်ဗိုလ်ဖြစ်သွားလို့လူလိုကိုမတိတတ်တော့ဘူးဆိုလို့ရှိရင်တော့နည်းနည်းစမ်းကြယ်နေပြီလို့ဆိုရတော့မယ်ထင်ပါတယ်ခင်ဗျာ